ကျွန်တော်ကတော့ကလေးတွေအတွက်ဒီအမဲသားဆုပ်ပြုတ်ကိုအပတ်တိုင်းချက်ပေးလေးရှိပါတယ်။တောက်လို့ကောင်းပြီးတော့အာဟာရပြည့်ဝကျန်းမာရေးနဲ့ညီညွတ်တဲ့အပြင်လုံနီးကလည်းအရန်လွယ်ကူပါသေးတယ်။အမဲသားလက်ဆက်ဆက်ကို10စက္ကန့်လောက်ရင်တွေဖြောပေးပြီးရင်တော့ပကံထဲထည့်ပြီးတော့ကြက်သွန်မိန်နှုတ်စင်တရုတ်နနန်ပင်စားအနှဲငယ်နဲ့ပဲပြားအနှဲငယ်ထည့်ပေးလိုက်ပါမယ်။ကြက်သွန်မိန်စီနဲ့ကြက်သွန်ဖြူစီချက်ပါထည့်ပေးပြီးရင်တော့နောက်ဆုံးအနေနဲ့အမဲသားပြုတ်ရည်ကိုထည့်ပေးလိုက်ရုံပါပဲ။ဟင်းရည်ကအရသာရှိပြီးတော့အသားကနူးညံ့အေးဆက်နေတဲ့အပြင်တောက်လို့ကောင်းပြီးတော့အာဟာရနဲ့ပြည့်ဝလို့လူကြီးမင်းတို့လည်းအမြန်လိုက်လို့ကြည့်လိုက်တော့နော်ကင်းမွန်ဝယ်လာတယ်ဆိုရင်တော့ကျွန်တော်လို့တလို့လိုက်လို့စားကြည့်ပါထုတ်လေးနဲ့ဝါလို့ကောင်းလို့လူကြီးရောကလေးပါကြိုက်ကြပြီးတော့ခြံဒီကလည်းအရန်လွယ်ကူပါတယ်ဝယ်လာတဲ့ကင်းမွန်ကိုဓာတ်နဲ့မွန်ပြီးရင်တော့ပကံအောက်ချင်မှာမုံညင်းဖြူနဲ့ရေစိမ်ထားတဲ့ကြာဆန်ကိုခင်းပြီးတော့အပေါ်ကနေမှုန်းထားတဲ့ကင်းမွန်တွေတင်ပေးလိုက်ပါမယ်အဲနောက်ကြက်သွန်ဖြူအနှစ်ကိုနှံ့အောင်ဆန်းပြီးတော့ရေစူရင်တော့9မိနစ်လောက်ထည့်ပေါင်းပေးလိုက်မယ်ဆိုရင်တော့ရပါပြီဘဲငှက်ပြာကြီးအကျဲတစွန်းဆန်းပြီးတော့မှွေးသွားအောင်စီပူပူပါလောင်းပေးလိုက်ပါမယ်ဒီလိုချက်ထားတဲ့ကင်မွန်ကကြက်သွန်ဖြူရနံတင်ပြန်ပြီးအရသာရှိလို့စားပြီးရင်စားခြင်းဖြစ်စေမှာပါကြိုင်းနဲ့တက်တယ်ဆိုရင်တော့လူကြီးမင်းတို့လည်းလိုက်လောက်စားကြည့်လိုက်တော့နော်